အားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့ဇာတာပရိနေ့ညနေအတွက်ဖြစ်ပါတယ်မနက်ကတော့ဒါကျွန်တော်တို့35ချိန်35 break အပိုင်းရပြီမဲ့လေဒါကျွန်တော်တို့ကတ်တော့ကတ်တာပဲကတ်လိုက်ပြီမဲ့ကျွန်တော်ကဏ္ဍနဲ့နည်းသွားအောင်ဆိုပြီးတော့ကတ်လိုက်တာနည်းနည်းလေးတော့လွဲသွားတယ်ဗောနော်ဒါပေမဲ့ကျွန်တော်ဒီဂရုကမိတ်ဆွေတွေကတော့ရသွားတယ်ဘာလို့လဲကျွန်တော်ကတွက်နေရ831ကီကို35ချိန်နဲ့ကတ်လိုက်တော့ဒါ10.5လည်းရသွားတော့ဒါကျွန်တော်မိတ်ဆွေတွေကတော့အဆင်ပြေသွားတာဗောနော်အခုဒီဗီဒီယိုမှာတော့ဒီဗီဒီယိုရဲ့အောက်မှာကျွန်တော်ဒါcomment link မှာကျွန်တော်တို့ group link လေးတွေကျွန်တော်ထည့်ထားပေးပါမယ်မိတ်ဆွေများဒါ group တွေဝင်ပြီးတော့ပတ်တီလေးတွေဒါဝင်ကြည့်နေတယ်ဆိုလို့ရှိရင်လည်းကြည့်ပါနော်ဒါ group link လေး free ချပေးလိုက်ပါမယ်ဗျာနော်ပြီးသွားလို့ရှိရင်အခုတော်တော်ငလင်တွေလှုပ်နေတာမိတ်ဆွေများနည်းနည်းဂယူးဆိုင်ပြီးတော့နေပါနော်အဲ့ဒါလေးတော့ကျွန်တော်အကြံပြုချင်ပါတယ်ခုနကတော့ကျွန်တော်ဒီမှာလည်းငလင်နည်းနည်းလှုပ်သွားလို့ဗျာနော်အဲကြောင့်ကျွန်တော်မိတ်ဆွေတွေလည်းငလင်တန်းလေးကိုလည်းနည်းနည်းဂယူးဆိုင်ပါလို့ပဲဒါတိုက်တွန်းကြပါတယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီနေ့ဒီဗီဒီယိုမှာကတော့ဒါတင့်ငါဆင်းပြီးတဲ့အချိန်တိုင်းမှာမွေးထိုးတင်တယ်ပေါ့နော်ကဏ္ဍလေးတွေကျွန်တော်ဒါရေးသွားပေးမှာဖြစ်ပါတယ်တင့်ငါဆင်းပြီးတဲ့အချိန်တိုင်းမှာကျွန်တော်တို့က1 4 1 3 1ခွန်ပေါ့နော်ဒီ3ခွက်ကိုတော့ကျွန်တော်မိတ်ဆွေတွေအနေနဲ့မွေးထိုးထားတဲ့လို့တော့ထင်ပါတယ်ဗျာနော်ပြီးသွားလို့ရှိရင်ကိုကကဏ္ဍနည်းနည်းလေးပဲကစားခြင်းနဲ့ဆိုလို့ရှိရင်တော့1 3 1 4 1ခွန်ဒီ3ခွက်ကိုတော့မွေးထိုးပါပြီးရင်ကျွန်တော်တို့4 break ဆင်းထားတဲ့အတွက်ဒါခွန် break ဆင်းနိုင်တယ်6 break ဆင်းထားတဲ့အတွက်ဒီမနက်က1 5 6 break ဆင်းထားတဲ့အတွက်10 break ဆင်းနိုင်တယ်အဲဒါကြောင့် break ဒီ3ရက်တွေမှာကိုက break ပဲတည်တံ့လိုက်ထိုးခြင်းနဲ့ဆိုလို့ရှိရင်တော့ဒါကျွန်တော်မိတ်ဆွေများအနေနဲ့ခွန်10 break အဲ့2ခုကိုတော့ဒါကစားတင်ပါနော် break တည်တံ့သမားတွေကတော့ခွန်10 break ကိုကစားတင်ပါတယ်ဒါကတော့ကျွန်တော်အခုရွေးထားပြီးတဲ့အကွက်ကတော့1 3 1 4 1ခွန်ဒီ3ခွက်ကတော့ကျွန်တော်မိတ်ဆွေတွေအနေနဲ့ညနေမှာကန်ဆန်းတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလေးနည်းနည်းဒီနှစ်စံတရက်နေ့မှာအလှူလေးလုပ်လို့ရအောင်ဖျားလေးသွားလို့ရအောင်ဒီလိုမျိုးလေးအတွေးလေးနဲ့ကန်ဆန်းကြည့်ပါ1 3 1 4 1ခွန်ပေါ့နော်ဒီ3ခွက်ကိုကန်ဆန်းကြည့်ပါလို့ပဲကျွန်တော်ကတော့တိုက်တွန်းချင်ပါတယ်ကျွန်တော်အမြဲတမ်းပြောတယ်ကျွန်တော်တို့ကတော့အမြဲတမ်းမမှန်နိုင်ဘူးအမြဲတမ်းလည်းမမှားနိုင်ဘူးအဲကြောင့်မိတ်ဆွေများအနေနဲ့ထိန်းဆော့ပါအကြိုက်တူမှာပဲကစားပါပြီးရင်ကျွန်တော်ပြောသလိုပဲဒီဟာကြီးကိုစီးပွားရေးတစ်ခုအနေနဲ့မကစားပါနဲ့ပေါ့ပါလေးဆော့ဥမာကိုမြတ်တယ်ဆိုလို့ရှိရင်လောဘတက်ရက်လိုက်ဘယ်လိုမျိုးကစားမှပဲအဆင်ပြေမှာပါနော်အားလုံးပဲအဆင်ပြေကြပါစေဗျာနော်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့3ခွက်ပဲမွေးထိုးပါ1 3 1 4 1ခွန်ပါဗျာနော်ဒီညနေအတွက်ကတော့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ